မင်္ဂလာပါရှင်။ကျမတို့ရဲ့ Amazing Horror Story Channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာကတော့စာရေးဆရာကျော်မြတန်းရေးသားထားတဲ့ဘိုးတော်ကင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဦးစွာစာရေးဆရာကြီးကျော်မြတန်းနဲ့မိသားစုဟာဒီစာအုပ်ကိုတင်ဆက်ခွင့်ပြုပေးပါရင်မေတ္တာရက်ခံအပ်ပါတယ်ရှင်။ဒီဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားနူဒီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ခါစပြီးတော့ဇလန်လေးကိုစတင်တင်ဆက်ပေးလိုက်ပါတယ်။ဘိုးတော်ကင်းရဲ့ငယ်စဉ်ဘဝခင်မဦးအဖေကမြေပိုင်ရှင်ဆန်ဆက်ပိုင်ရှင်တတိသူတို့နေတဲ့တိုက်ကကျွန်တော်တို့အရက်ထဲမှာအကြီးဆုံးထထဲဝါဝါခန်းခန်းနဲ့နာကြီးပရင်းပေါက်တိုင်းမှာဖန်ချောင်းစီခန်းစည်းတွေတက်ထားတယ်။လေတိုက်တဲ့အခါတက်ရွှင်းရွှင်းမြည်တယ်။နားထောင်ရေးအင်မတန်ကောင်းပါတယ်။ဆယ်လယ်မီးဆိုင်ကြီးကလည်းလှမလာပါပြီချင်းတရင်ကျိုတစောင်းတိုင်းပွဲတော်ရံများတွင်တတိုက်လုံးဝိုင်းပတ်ထွန်းထားတဲ့ရောင်စုံမီးလုံးများရဲ့အလားကိုကလေးလူငယ်လူကြီးပါမကျန်းကြည်ကြရတယ်ခမဦးမွေးနေကြလေရင်သူတို့ကလေးတွေမှာမုံမျိုးစုံလဲစားရတယ်အကျုပ်ကလေးတွေလည်းမဲဖောက်ပြီးတယ်သူတို့ကတော့ခမဦးမွေးနေခဏခဏရောက်ပါစေလောက်ပါစေလို့ဆုတောင်းလိုက်ရတဲ့ကအမောကျွန်တော်တို့ကကာကီရောင်ပေါင်းမီတိုလေးများနေတိုင်းဝင်ရေကုံကြောင်တက်လဲရှေ့ချင်းတက်လဲကြောင်တက်နေကြစဉ်ခမောင်ဦးကတကလက်ပေါင်းမီပိုအင်ကြီးနေ့စဉ်ထဲလဲနေကြော့ကလေးចောင်းသို့လာရတယ်ကျွန်တော်တို့လိုရှေ့ချင်းတက်လဲကုံကြောင်တက်လဲမဟုတ်အိတ်ကလေးနဲ့ចောင်းအယောက်ငိမ့်ငိမ့်ကလေးထိုင်လိုက်ယုံတာចောင်းရှိကားရက်လင်းလဲလွယ်အိတ်ကန်စီရမလို့အိမ်ကပါလာတဲ့မိန်းမကြီးကလွယ်အိတ်လွယ်ပြီးသူ့ခုံရောက်ပို့ပြီးတယ်တရွက်ကလုံးမှာရေဒီယို3-4လုံးရှိတဲ့ခေသူတို့ကတော့လှပတော့ကားအမဲလုံးလုံးလေးကိုပင်စီးနေနေကြတယ်။သူတို့ဘဝမွေးလာကစားကပင်ရွှေလင်ပန်းနဲ့အချင်းစေး၍ရွှေစွန်းကိုင်ရွှေမုံစားပြီးမွေးလာသလားလို့ပြောဆက်မှတ်ပြုစေရပင်ကျွန်တော်တို့ကအိမ်ကပေးလိုက်တဲ့မိုးဖိုးကြေးပြားလေးနှစ်ပြားကိုကြက်ကြက်ပအောင်စုပ်ကင်နေရစဉ်ပင်ခမောင်ဦးကငွေမတ်စိတ်3-4စိတ်နေ့စဉ်ကိုင်နေသူဖြစ်တယ်။အမေတို့လက်ထဲတင်သားရှိတဲ့ငွေမတ်စိတ်ကိုမြင်ယုံတာမြင်ဘူးရတယ်။ကျွန်တော်တို့မှာသူ့ထံမှာမက်ဆေ့ကလေးကိုခဏခဏတောင်းယူရေးကန်ကြည့်ရသည်မှာအမောကျွန်တော်တို့ကအိမ်မက်ပင်မမတ်ဘူးတဲ့မက်ဆေ့ကလေးကိုသူကတခါတလေအလကားပေးတတ်တယ်။တို့အခါကျွန်တော်တို့မှာဝမ်းသာလိုက်ရတဲ့ဖြစ်ချင်းဒါပေမဲ့ကြေးပြဖြင့်မုတ်ဝဲစားတတ်တဲ့ကျွန်တော်တို့မှာမက်ဆေ့ဖြင့်မုတ်ဘလို့ဝဲစားရမှန်းမသိပေ။ခမောင်ဦးကကျောင်းမှာဖြစ်စီအိမ်မှာဖြစ်စီကျွန်တော်တို့နဲ့သာကစားတတ်တယ်။မကစားရည်လည်းမဖြစ်သူတို့လိုလူအလွားကကျွန်တော်တို့အရက်ထဲကအပြေလွှာရင်းနိုင်မှာတုံလင်းအိမ်သာရှိတယ်။ကျောင်းမှာတော့ငငယ်လေးတွေကစပြီးခမောင်ဦးဆိုအမြဲတမ်းထိတ်ကပညာကလည်းတုံပတ်စံကလည်းရှိတော့ဆရာမများကအချစ်တော်ပေါ့။သူကပညာရေးမှာညံရွှင်သူဒီကြတဲ့သူ့အိမ်ကဆရာမတွေငှားပြီးတော့သူတို့မောင်နှမကိုစာသင်ပြစီတာကြောင့်ပိုရတော်သလားမသိတော့ပြီ။ကျူရှင်မရှိခင်ခေတ်ကကျူရှင်နဲ့လက်တွဲခဲ့ရသူလို့ဆိုရပေမယ်။ဒါကိုစစ်မဖြစ်မီအခြေအနေပါ။စစ်ပြီးခေတ်ဒီဘက်ပိုင်းတွင်လည်းသူတို့ချင်းတွေကဘာမှမပြဲတခုထူးခြားတာကတော့စစ်ပြီးခေတ်ဒီဘက်တွင်လည်းကျွန်တော်တို့ကကစား၍ကောင်းတော့သူတို့ကတော့အဝေစားစမက်ကြကြဝေပြီးပေါင်တာလေးတတတာဖြစ်နေပြီမိမပိုးတက်နေပြီသူတို့နဲ့တော့အတွေ့မဲ့ပြဲစီကရက်ကလေးကိုနှုတ်ဖျားတွင်တွဲလဲခိုအောင်ဟန်ပန်ပန်လှုပ်တတ်တယ်မြာစွန်းတော့ဖိုးခင်မဦးကိုဒီမှာဘက်မှာကျွန်တော်တို့ဆရာတင်ထားရတယ်ကျွန်တော်တို့ကဘောလုံးကစားဖို့လောက်သာအာယုံပြုနေချိန်မှာသူကအလှပများကိုမျက်စိစပွဲထိုင်နေပြီဖြစ်တယ်။ပွေတဲ့နေရာမှာနိုတူစာမပေးဘူးတဲ့အပြူချောမရှိသလား။ကျောင်းမှာလည်းကျောင်းမလို့အရက်ထဲမှာလည်းအရက်ထဲမလို့ပတ်စံကိုဖောဖောတီတီသုံးနိုင်နေဆိုတော့မျက်နှာကလည်းပွင့်တဲ့ပေါ့။တချို့မိန်းကလေးတွေကလည်းသူမစခင်သူ့ကိုမျက်စာပစ်တတ်ကြတယ်။သူကတော့အပြူချောမှန်လည်းရင်လှမ်းမရှောင်းပေါက်ကောင်ဖွင့်နေသူဖြစ်တယ်။ကျွန်တော်တို့ကရီးစားစာရင်းနီးပိုပန်နီးများကိုသူ့ထံကသင်ကြားရတယ်။သူ့ရဲ့ဒေသနာကိုနားကြားရတယ်အားကြရတယ်ဒါပေမဲ့ကျွန်တော်တို့ကသူ့လိုလုံနိုင်တဲ့ခွင့်ရေးမရှိလေတန်းကြားတရားဖမ်းနာယူများတာထူးခြားတာကတော့သူ့မှာသမီးရေးစားရဲ့လို့တိတိကျကျမရှိတတ်တတ်မှန်မှန်မထားတစ်ချိန်တည်းမှာအမျိုးသမီး၄-၅ဦးထံမှာရေးစားစာတွေဝင်လာမဆဲရှိတယ်တခုပြောစရာရှိတယ်ဘလောက်ပြောင်းမေးပါစေရေးစားတွေမှုလို့ပေါ့အောင်ထားပါစေစာမိုးပဲကြရင်တော့တနေ့တန်းမှန်မှန်အောင်လေဒါကတော့ခမောင်ဦးတွင်ရှိတဲ့ချစ်စရာကောင်းတဲ့အရေးအချင်းသူများတွေစားချက်ချိန်မှာသူကပွေလို့လဲလို့ကောင်းတော့စာမှုပဲနီးတဲ့15ရက်လောက်ကို
အပြင်လုံးဝမထွက်တော့ပေစာဖိချက်တယ်ဝင်ဖြေတယ်အောင်လဲအောင်တယ်သူကညံထက်တယ်ညံနီညံနဲ့ရှိတယ်မကောင်းတာလုပ်ဖို့ဖြစ်စေကောင်းတာလုပ်ဖို့ဖြစ်စေညံကကစားတတ်တဲ့အကျင့်ငငယ်လေးကပင်ရှိနေတယ်ခမဦးကကြောင်းမာလူဆိုကျွန်တော်တို့လည်းစိုးပါတယ်ကျွန်တော်တို့စိုးတာကကြံကြံဖန်ဖန်စော့ခြင်းသူစိုးတာကတော့မိမကိစ္စပွေရှုပ်ခြင်းကျွန်တော်တို့ကိုဆရာကြီးရုံးခန်းကခေါ်လိုက်ရင်ကြောင်ပြမှုကတိကတ်တဲ့စော့တဲ့အမှုသားဖြစ်၍သူ့ကိုခေါ်ရင်တော့ရီစားစားပင်မှုចောင်းသူကလေးတွေကိုမဖွယ်မရာနှောက်ပြမှုဖြစ်တယ်။အမှုတစ်ခုခုကြောင့်ဆရာကြီးရှေ့မှောက်ရောက်ရင်တော့သူ့မျက်နှာမှာတရားစရာကောင်းလောက်အောင်ညှိုးငယ်နေတတ်တယ်။ဆရာကြီးစုသည်များချိန်ပေါင်းသမျှကိုလည်းလေစင်းခံတတ်တယ်။ဇိုင်းနေလည်းမတန်တဆအော်ဟစ်ပြီးအတနာခံတတ်တယ်။ဒါကြောင့်မလို့ဆရာကြီးကခင်မဦးမင်းကတော့ចောင်းမှာဂျေတူးကလေးပဲကွာလို့ကင်မွန်တက်ပေးလိုက်ဒီကစ၍သူ့နာမည်ကပျောက်ပြီးတော့အားလုံးကဂျေတူးလို့ခေါ်ကြတယ်။အတန်းမိုင်ဆရာဦးပါစိန်ကတော့မေးစရာရှိပြီးခမောင်အလဲရောက်လဲရင်နာမည်မခေါ်ပဲကဲစိုးပေလို့မျက်စာပြတ်တတ်တယ်။ဆရာဦးပါစိန်ကစိုးပေနဲ့ဆရာကြီးဂျေတူးတို့ရဲ့အပေါင်းလက္ခဏာပြတဲ့အခါမှာတော့သူ့နာမည်ရင်းပျောက်သွားပြီးတော့ဂျေတူးစိုးပေဆိုတဲ့တေယာပါနာမည်တစ်လုံးရခဲ့တယ်။ဒါပေမဲ့စိုးတဲ့ဘက်တွင်စိုးတဲ့လောက်ပညာတော်တဲ့ဘက်မှာတော့သူ့မဲ့တူဖြစ်တာကြောင့်ဆရာမများကသူ့ကိုမချစ်တော့လဲအောင်းကနမ်းခဲ့ရတယ်။စစ်ပီးခေတ်မှာကျွန်တော်တို့အုပ်စုထဲမှာတက္ကသိုလ်သို့ပထမဆုံးရောက်သွားသူမှာခင်မောင်ဦးဖြစ်တယ်။အောက်တန်းကျောင်းသားဘဝကသူတို့တွင်ရှိခဲ့တဲ့ပေးစားမှာလက်လွတ်သောတက္ကသိုလ်ကျောင်းသားဘဝရောက်တဲ့အခါတွင်လွတ်လပ်သောတက္ကသိုလ်ကျောင်းသားဘဝရောက်တော့ပွင့်ထက်သွားကြတော့တယ်။သူကလည်းရုပ်မစိုးဝစ်တက်စားတတ်တယ်။ဝင်းနိုင်စားနိုင်တဲ့ငွေကိုဖောဖောတီတီသုံးနိုင်တဲ့အပြင်ကိုပိုင်ကားနဲ့ကျောင်းတက်နိုင်တာမို့မကြာမီခက်ဆန်တဲ့ကျောင်းသူကလေးများအတိုင်းဝိုင်းတွင်ခင်မောင်ဦးနာမည်ရေပန်းစားလာတယ်။ပြိုတန်းကြိုက်တဲ့နီးစီကန်ဖြစ်လာတယ်။တက္ကသိုလ်ရောက်တော့သူ့ကားကိုကိုယ်တိုင်မောင်းနေသူ့ကားမောင်းထက်သွားတိုင်းဘေးခုံနဲ့မျက်စိအေးစရာပြုကညာတို့ပါစမြဲလက်ဖက်ရည်ဆိုင်တွင်စုမိတဲ့အခါငငယ်ကသူ့ဩဝါဒမှာသဘောတရားအဆင့်တွင်သာရှိ၍အခုပြောတဲ့ဩဝါဒအချစ်အပိဓမ္မာမှာလက်တွေ့ခမ်းများပါလာတာကြောင့်ပို၍နားထောင်ခြင်းစပွဲဖြစ်လာတယ်။သူမလာတဲ့နေ့မှာတော့ကျွန်တော်တို့စကားဝိုင်းဟာတဟာဟာပြင်းချောက်ပြောက်သူလာမှကျွန်တော်တို့စကားဝိုင်းမှာဟာတာတာပြင်းချောက်ချောက်နဲ့သူလာမှဆိုပြတယ်။ဘယ်နေ့ကဗမာဆိုတဲ့လက်တွေ့ဇလန်းကလေးများဟာကျွန်တော်တို့လူပြိုပေါက်စကလေးများတွေအားကြစရာကြီးစိတ်ကူးရင်စရာကြီးတွေဖြစ်နေတယ်။သူပြောတဲ့များကျွန်တော်တို့ရဲ့အတွက်အံ့ဩစရာအပြည့်ခမောင်ဦးမှာကျွန်တော်တို့နဲ့ရွယ်တူဖြစ်တော်လေမိမအကြောင်းသိတဲ့နေရာမှာကျွန်တော်တို့ထက်နှက်ဆကြီးတယ်။ငငယ်ကလည်းပွေတယ်ကြီးတော့လည်းပွေတယ်ငငယ်ကစွန်တယ်ပြီးတော့ငငယ်ကစွန်တယ်ကြီးတော့ပိုးစွန်တယ် BA ပထမနှစ်ပါရီးဆိုတဲ့အမျိုးသမီးနဲ့အိမ်အောင်ကြတယ်။ရီးနဲ့တက္ကသိုလ်မှာတွေ့ကြတယ်ချစ်ကြတယ်ခမောင်ဦးကတော့သူ့ထုံးစံအတိုင်းမိန်းကလေးတွေ့လျင်ချစ်ကြိုက်မယ်ပြောလိုက်မယ်နောက်တော့တယောက်ပြောင်းလိုက်မယ်သူ့ဝါသနာသူ့ရဲ့ဇယိုက်အတိုင်းမိန်းကလေးတွေကိုအယုတ်လိုသဘောထားတယ်။ရီးနဲ့တွေ့တော့သူကျွတ်သွားတယ်။ရီးတို့ကဆွေကြီးမျိုးကြီးပတ်စံချမ်းသာယူမြမကရီးအဖေကခမောင်ဦးတို့အဖေနဲ့ရင်းနေတယ်။ခမောင်ဦးတို့အဖေပေါ်မှာဩစာလေးညောင်းနေသူရှောင်ရင်မရတော့ပဲမြင်္ဂလာအခါတော့ရွေးလိုက်ရတယ်။နှစ်ဖက်မိဘများကချမ်းသာတာကြောင့်ခမောင်ဦးကကြောင်းဆက်တက်ဆက်မြဲဆက်လက်ရည်ပွေမြဲတိမ်မြဲပဲမိမနဲ့ပါဆိုလူပြိုလို့ရနေတတ်တယ်။သူကနေလူပြိုညလူအိုဘဝဖြစ်မတောင်းမတာပျော်ပျော်နေသေးကဲဆောင်ဘုတ်ကိုလက်ကင်ပြုလျက်ကားလေးတစ်စီးနဲ့တဝီဝီလျှက်စီးလက်နေတယ်။အိမ်အောင်ကြပြီးမှပိုးရဟန်ကြနေတယ်။အဖေအမေစီတက်လက်မယားစီတက်လက်လက်ဝါးပြန်လဲရင်သူ့လက်ထဲမှာငွေရောက်လာတယ်။ BA အောင်ပြီးတဲ့နောက်ဖေကြီးကကြောင်းထွက်ရေးသူ့လုပ်ငန်းများကိုဦးစီးရန်ပြောတော်လဲသူကပညာဆက်တင်လိုပါသေးတယ်လို့ပူစားတာကြောင့် BN ဆက်လက်တက်ပြန်တယ်။အမှန်ကတော့အလုပ်ကိုဝင်ရလဲရင်တေရပေးရမယ်မဟုတ်တာကြောင့်ကြောင်းဆက်တက်လူချင်းဖြစ်တယ်။မိဘနှစ်ပါးများကပညာရေးဆိုတော့မတားတော့ပေ။သူတို့ကချမ်းသာသူများရဲ့သားသမက်များသည်ဘွဲ့တစ်ခုမဟုတ်နှစ်ခုရရင်ပိုရကုန်မြင့်နေမဟုတ်ပါလား။ဘွဲ့တစ်ခုကိုငွေနဲ့ဝယ်ရရင်ဝယ်သူများဖြစ်ရာတာဖြစ်သူကဘွဲ့နှစ်ခုရအောင်နေခြင်းပါသေးတယ်လို့ဆန္ဒပြလာတာကိုဘယ်လိုညင်းပယ်မှာမလဲ။သူတို့စီးပွားရေးလုပ်ငန်းများကိုဥပဒေပညာရှင်များနဲ့မကြာခဏတိုင်ပင်ဆက်ဆံခဲ့ရသည်ဖြစ်ရာတားနှစ်ယောက်လုံးကဥပဒေပညာရှင်ဖြစ်လာခဲ့လည်းရင်တိုင်းရတဲ့ပတ်ကလာမိုးရွာတာနဲ့အစင်သင့်ဆိုသလိုဖြစ်မိတာမို့တားရဲ့အလူကိုကြီးကြီးဖြူဖြူပင်လိုက်ရောခဲ့ပြီးတော့တယ်။ဘီယန်ဆက်တက်တဲ့အခါမှာတော့ခမောင်ဦးရဲ့ခြေလမ်းများမှာရခင်တဲ့ပိုးသက်လာတယ်။ကျောင်းနေတုန်းကာလကလေး
အစွမ်းကုန်လိုက်ပြောမယ်ဆိုတဲ့သဘောဖြင့်တန်ကြမှာလဲသူ့ရှေ့ရပွရမှာလဲသူ့ရှေ့ရအရက်ပါတီမှာလဲသူ့ရှေ့ရအပျော်ပွဲမှန်သမျှသူ့ရှေ့ရနေမလို့သူအိမ်ပြန်ရောက်တတ်တဲ့အချိန်မှာဓာတ်ကောင်ထက်မဲ့စောပို၍ဟန်ကြနေတာကတကားဖွင့်ပေးမဲ့ရီရှိတယ်ရီဘွားကစုပ်လဲစုစတားလဲယူဘွားဖုံဖုံဖိဖိမလုပ်လင်လဲရောက်ခမအိမ်မှာပြဿနာပေါ်နေတာကမကောင်းခမဦးအကြောင်းသိနေတော့မှမထူပြဿနာဖော်ရည်လဲပြည်လည်မယ်မဟုတ်တာကြောင့်ဖြစ်သမျှအကြောင်းအကောင်းလို့သဘောထားပြီးရေလိုက်ငားလိုက်နေရတဲ့ဘွားသားတစ်ယောက်ထွန်းပေါက်တာတိတိုင်အောင်ခမဦးကမပြင်းသားကိုမနဲ့တကားညတကားနန်းယုံကလွယ်ပြီးသူ့ကိုယ်သူတော့လူမျိုးလိုသားနေခဲ့တယ်ကလေးဖေဖြစ်သည့်တိုင်အောင်ចောင်းသားဘွားဆိုတော့အိမ်ကလည်းနေရာတကာမပြောတာပဲဒီပုံစံနဲ့ BN အောင်ခဲ့တယ် BN အောင်ပြီးတဲ့နောက်အဖေကဆန်ဆက်ကိုထိုးရတယ်ဆန်ဆက်ကိုဦးစီးရမယ်လို့ခိုင်းတယ်ပထမတော့သူကညင်းတယ်မရပါသူ့လက်ကိုအပ်လိုက်တယ်စက်ကြီးရဲ့အတွက်အလိုလိုနေရင်စိတ်မောနေတယ်အလုတ်ခွင်ထဲရောက်တော့ပိုးရစိတ်မောရတယ်သူ့တက်တက်မှာတော့ဒီတစ်ချိန်ပထမဆုံးအလုတ်လုပ်ဖူးခြင်းနဲ့မပြောတော့စိတ်မပါတော့အလုတ်ခွင်သို့ဝင်ရခြင်းဖြစ်၍စိတ်အကြီးအကျယ်ညစ်ရတယ်အလားပကလေးတွေကြည့်နေရမှာရင်ချောင်းသူအတွက်မဲမဲကြုံကြုံတနခါဘဲကြနဲ့စပားထမ်းနေတဲ့အမျိုးသမီးများကိုသာကြည့်နေရတော့ပိုးရစိတ်ညစ်နေတာပေါ့ခါတိုင်းဆိုရင်ကာကလေးတဝီဝီနဲ့ရင်မွေးနဲ့လိုင်းနဲ့အပြူချောကလေးများကအလဲအလဲတွေ့ရင်စိတ်အစာပြေခဲ့ရသူမှာစပားမော်ရီဖုန်ရီကြားထဲမှာနေရတာကြောင့်စိတ်မောရတယ်စိတ်ညစ်ရတယ်ဖခင်ကြီးရဲ့အမိန့်ကိုမလွန်ဆန်ရဲရတာဆက်ထဲလာခဲ့ရတယ်သူ့အဖို့ကတော့ငရဲပြည်ရောက်နေသလားအောင်းမေ့ရတယ်သူ့ရဲ့အောင်ရင်းသိခံမှုဟာရက်တရပတ်ထက်ပိုမကြပင်သူ့ဖေကြီးပေါ်မှာဩဇာညောင်းတဲ့ရက်ခမကြီးကိုအပူကပ်၍ဆန်ဆက်ထဲမလို့ချင်းကြောင်းနှစ်ဘူးနဲ့စားလုပ်ခဲ့တယ်ရက်ခမကြီးကဆန်ဆက်မှမလို့ရင်ဗန်မာလုပ်မယ်လဲလို့မေးတဲ့အခါမှာတော့ဆန်ဆက်နဲ့လို့ရင်ပြီးရောဆိုတဲ့သဘောဖြင့်တရားသူကြီးလို့ချင်းကြောင်းဖြေလိုက်တယ်ရက်ခမကြီးကလည်းမစိုးဘူးလို့တွက်တယ်သူ့တမက်ကဆန်ဆက်မန်နေဂျာလို့ပြောရချင်းတဲ့တရားသူကြီးပါလို့ပြောရချင်းကပိုရိတ်ကရင်တွေ့စီတယ်လို့ထင်တယ်အစိုးရအမှုထမ်းမှာဂုံရှိတယ်ဆိုတဲ့ခေတ်ဟာဆန်ဆက်မန်နေဂျာဆိုဒီမှာပါမွားအလုံးတရားသူကြီးနဲ့စာရင်အောက်တန်းကြတဲ့အလုံးလို့ထင်လာတယ်သူသမီးမှလည်းတရားသူကြီးကြော်အနေနဲ့ဆက်ရှင်တရားသူကြီးကြော်ဖြစ်လာတယ်သူတင်ထားခဲ့တဲ့အတတ်ပညာကလည်းတရားသူကြီးနဲ့မှလိုက်ဖက်တယ်ဆန်ဆက်မန်နေဂျာလုံးနဲ့မအပ်ဆက်အဝိုင်းတဲ4000သွင်းတယ်လို့ဖြစ်နေတယ်မဖြစ်နိုင်သေးသူတမက်အတွက်စီစဉ်အောင်မှာဤဒီကရက်ခမကြီးသဘောပေါက်သွားတဲ့အမြင်မှာခမဦးကဒါရီစဉ်းစားတာမဟုတ်အစိုးရအမှုထမ်းလုပ်လည်းရင်သူပွေချင်တိုင်းပွေရမယ်ပွေဖို့အခွင့်အရေးတွေရမယ်ကလပ်သွားလိုက်အရက်ကလေးစုပ်လိုက်လူဝါဒနာပါရကိုသာစဉ်းစားတယ်နောက်ဆုံးတော့တရားသူကြီးဖြစ်လာခဲ့တယ်ရန်ကုန်မှာမနေရသည်သူဟာသူပူရည်သဘောကျပြီးသူ့လူချင်းသောအကွက်ဝင်လာပြီတနစ်သားကြတယ်အတီမယားအပြင်အပျော်မယားလေးရှိလာပြီအိမ်ထဲရာနဲ့မတီမယားတွေကတော့ရေးစရာမလိုတော့ပြီသူ့ရဲ့တက်တဲ့ဥရီပို့ခဲ့ပြီဒါကလည်းမဆိုင်အရက်တောက်ခြင်းနဲ့မိမလိုက်ခြင်းဟာသူ့အဓိကအလုံးသူ့အမေအဖေကဒါတွေလုပ်ဖို့မွေးလာသလားလို့ပြောရလောက်အောင်စိုးခဲ့တေခဲ့ပွေခဲ့တယ်အစိုးရဝန်တန်းဘဝနဲ့နေအမျိုးမျိုးပြောင်းခဲ့ရတယ်လို့အပျော်ပါးလေးတွေကလည်းထဲလဲယူခဲ့တယ်မိဘစီတလဲရောက်ခမစီတလဲအကြောင်းမျိုးမျိုးပြရည်ငွေတောင်းခဲ့ပြီးသူလုံးချင်ရလုံယုံတာသူတို့ခေဖြစ်တယ်ဟို့တုန်းကထီးပြန်ဖက်နဲ့ပြန်ယုံအနီးတရားသူကြီးစီရောက်ရင်တော့ထီးနဲ့ဖက်တဲ့တာအိမ်ပြန်၍လူကထောင်ထဲဝင်ရတယ်ဒါတွေရှိတယ်လို့သူ့ယုံကလူပြန်တော်ယုံလို့ပင်နာမည်ကြီးခဲ့တယ်သူယုံရောက်၍သူ့အထာတည်ရင်တော့လို့ဖို့သာသေးကြတယ်ရှေ့နေမငါနဲ့သူ့အထာတည်ဖို့ကငွေမဟုတ်မိမသာလေခင်မဦးကတော့ဒီလိုဘက်မှာထုံမြလောက်နာမည်ကြီးခဲ့တယ်ငွေနဲ့ကုံကလွှမ်းမိုးထားတာမို့သူရန်ကားသမျှတော်မာမှုကိုအပြစ်လို့မမြင်ကြပေအရာရှိတယောက်တွင်ရှိရတဲ့အရေးအသွင်ပြည့်စုံပါပေတယ်လို့ပြောကြတယ်ဒုက္ခဒုက္ခကဒီလိုပင်ရှိခဲ့တယ်ခမဦးကိုလူတွေကနှက်ခေါင်းမရှုံကြပေအခင်အမင်းမပြတ်ကြသူကအပေါင်းအသင်းကောင်းတယ်လို့အပေါင်းအသင်းများပေါ်တွင်လည်းရေကုန်ရေကန်းလိုက်ရောတတ်တယ်ဒီတော့မှအပေါင်းအသင်းပေါ်မညူညင်အပြစ်မယူဆရာမလို့အပေါင်းအသင်းတွေလုံးသက်များကိုခွင့်လွှတ်တတ်တယ်သူကလည်းလှုပ်ချင်ရလှုပ်တတ်တယ်ဆိုတဲ့လူစားမျိုးဘယ်ရောက်ဒီပုံစံအတိုင်းငယ်လေးကလည်းဒီတိုင်းနှုတ်ခင်မင်တက်မှုတဲ့စိတ်နဲ့လိုက်ရောတတ်တဲ့အကျင့်တို့ကသူ့ကိုခွင့်လွှတ်ခြင်းစရာတွေဖြစ်လာခဲ့တယ်ဒါပေမဲ့လဲလွန်တော့ပင်ချစ်တည်တယ်ဆိုသလိုချီးနှင်းခဲ့မိတယ်သူအသုံးပြုံးစေးအတွက်လွတ်လပ်လပ်ကြီးလက်စားခဲ့ရာနံပါတ်မှတ်ထားသောငွေများဖြင့်လက်ပေးလက်ယူလုပ်ငန်းလုပ်နေစဉ်စသုံးလုံးကြောက်ခွင်းထဲသို့လှလှပပကြီးဝင်သွားခဲ့တယ်
ခမောင်ဦးရဲ့အတိုင်းဝိုင်းသူ့ရခမရဲ့အရှိန်အဝါအဖြစ်ငွေကုန်ခံရေးစုံရေးပြလိုက်ခဲ့တော့လေအုံးနေရလေးဘက်ကာထားတဲ့အကျဉ်းထောင်အတွင်း2 နှစ်တာမြအနားယူစေရန်အမိန့်ချမှတ်ခြင်းခံလိုက်ရတယ်။သူတစ်ပါးကိုတရားဥပဒေအရအကျဉ်းထောင်သို့ပို့သူမှာအကျဉ်းထောင်အတွင်း2 နှစ်တာမြအနားယူစေရန်အမိန့်ချမှတ်ခြင်းခံလိုက်ရတယ်။သူတစ်ပါးကိုတရားဥပဒေအရအကျဉ်းထောင်သို့ပို့သူမှာတရားဥပဒေအရအကျဉ်းထောင်သို့ဝင်ခဲ့ရတယ်။ကျွန်တော်တို့ကမောင်ဦးအကြောင်းသိခဲ့သည်ကအင်းများထီတာနောက်ပိုင်းသူ့အကြောင်းကိုမကြားရတော့ပဲရှိရမှာထိုနေ့ကမန္တလေးရထားပေါ်မှာမမျှော်လင့်ပဲတွေ့ခဲ့ရတဲ့ချိန်မှာဘိုးတော်ကင်းအမိခံဆရာကြီးတက်စုံဖြစ်နေပြီ။သူ့ဘဝသူ့အကြောင်းသူ့စရိုက်သူ့ဗီဇာများနဲ့ယနေ့သူ့ဘဝဟာလားများမသက်ဆိုင်ပဲ။မိမရှာရကကလေးမွေးပါတယ်ဆိုတဲ့သတင်းကယုံကြည်နိုင်ပြီဖြစ်တော့လေ။ကျေတူးစုပိကောခမောင်ဦးတယောက်ဘိုးတော်ဖြစ်နေသေးမှမယုံကြည်နိုင်စရာပါ။ဒါပေမဲ့တကယ်ဖြစ်နေတာကဘိုးတော်ကင်းမှာဘိုးတော်ကင်းဖြစ်နေပါပြီ။မယုံတော့လဲပုံမြင်လို့မှတ်ရမှာကလည်းမန္တလေးအတွေ့အကြုံများကမယုံရဲ့မရပဲဒီလိုဆိုရင်တော့သူ့ရဲ့ဇာတ်ကြောင်းကိုပြန်ခင်းနေရဲမှဝုံဝင်းလက်လက်ရွှေတကုံစီတော်ကြီးကိုပြီးရထားပေါ်မှာလှမ်းမြင်နေရပြီဖြစ်ရာအာလူပေးခြင်းကိုဇဏလိုက်ရတယ်အနှဲငယ်သောပစ္စည်းကလေးများကိုတင်စီရင်အစင်သစ်ပြင်ဆင်ထားလိုက်ရတယ်စကော့ဂိတ်ခုံးကြီးကိုလွန်လာတာနဲ့အာမန်ဟုံနေဆင်းလာတဲ့ယထာကြီးမှာအားလျှော့သွားတဲ့လားဖြည်းဖြည်းချင်းအရှိန်တက်ခဲ့ရာရန်ကုန်ဘူရာကြီးတို့ရထားဝင်တဲ့ကအရှိန်ရှိရဲ့ဆိုယုံမြကလေးသာရှိတော့တယ်။ရထားဆိုင်တာနဲ့တပြိုင်နက်ကျွန်တော်တွင်ပါလာတဲ့လက်ဆွဲအိတ်ကလေးကိုဆွဲလက်ရဲ့ခမောင်ဦးကိုလိုရမေရအကူအညီပေးရန်သူ့တွဲစီသို့ရောက်သွားတယ်။ဒါပေမဲ့ကျွန်တော်အနားကပ်ခွင့်မရတော့ပေ။ယောဂီဝေအမျိုးသားအမျိုးသမီးအိုအိုပြိုပြိုငငယ်ချောချောတွေကအစစပင်ဖြူသွားကြတက်ကြီးရွယ်ဦးများတီဘေးတွဲတွင်ဝိုင်းလျက်လက်အုပ်လေးတွေချိပြီးသူ့ကိုနှုတ်ဆက်နေကြတယ်။ဒီမြကွင်းကိုဝိုင်းကြည့်နေတဲ့လူအုပ်ကလေးကလည်းမနေထိုလူအုပ်ကိုထိုးပေါက်လျက်သူ့စီရောက်ရန်မလွယ်ခက်လန်းလန်းကသာကြည့်နေရတယ်။အဘဘာအားကြစရာကောင်းလိုက်လေချင်းထိုအချိန်ကြမှစ၍ဘိုးတော်ဆိုတဲ့စကားနှလုံးမှာသူ့အသက်နှလုံးတွင်ဆွဲသွားပါတော့တယ်။ကြည့်ပါဦးသူ့အတွက်စောင့်နေကြတဲ့ကားကမာစီတီကားကြီးအယောင်ကဆင်ဆွဲနှစ်ဖက်လူတင်ကြတဲ့အဖြူရောင်မာစီတီကြီးရဲ့အပေါက်ကလေး၄ပေါက်မှာစပယ်ဖူးလေးတွေရွေးပြီးတည်ထားတဲ့စပယ်ကုန်းများကိုလိုက်ကာတပွဲပြင်ဆင်ထားကြတယ်။နောက်မီထန်ကုန်းပေါ်မှာနှင်းစီအနီရဲရဲများကိုလှပသောကြွေပန်းဥကလေးများတွင်ထိုးဆိုင်လျက်အစီအီတင်ထားတယ်။ဝမ်ပေါ်ပန်းပန်းနဲ့ပြန်လာမဲ့ခရီးသည်ဘိုးတော်အတွက်မိုးရနံ့ကလေးများရှူရှိုက်ရင်အမောပြေစီရင်ရွယ်စီစဉ်ထားခြင်းဖြစ်ပါတယ်။မြေတို့ပင်ဖြစ်စေစမ်းသစ်တဲ့မြင်ကွင်းတွေကြောင့်ကျွန်တော်ဒီပင်အမောပြေသွားတဲ့ရောင်ရှိတယ်။ခမောင်ဦးကားပေါ်တက်ရင်တကားဖွင့်ပေးဖို့စောင့်နေသူက3-4ယောက်တကယ်လို့လူအများရှိတွေမဟုတ်လည်းရင်ဘိုးတော်ကင်းခြေထောက်ကိုမတင်ပေးမယ်လားမသိညင်ညင်ညောင်းညောင်းရှိတဲ့မာစီကြီးကားကြီးဟာညင်ညင်သာသာပင်ဖြည်းဖြည်းချင်းလိမ့်ကထွက်ခွာသွားပါတယ်မာစီကြီးကားရဲ့နောက်မှာ Volkswagen, Mazda, Familia, Toyota, Corona စတဲ့ရောင်စုံကားတန်းကြီးကတက်သေးကြီးထိုကားတန်းကြီးထဲမှာဂျစ်ကားတစ်စီးတလေပင်မှာပါဂျစ်ကားဆိုစရင်မဝင်ဘူးထင်တယ်ဘိုးတော်ကင်းရဲ့မန္တလေးရထားပေါ်အတက်ခရီးကအလွန်ကောင်းတယ်လို့ရန်ကုန်ဘူတာအစင်ခရီးတီလဲလှပပါပြီတဲ့ဘိုးတော်ကင်းဟာတင်ဆောင်လာတဲ့ကားနဲ့နောက်ပါကျွေရန်တန်းကြီးအလံပြဖျားဘက်သို့ကြွေချိုးပြောက်ွယ်သားမှသာနက်ကရာကြီးမောနေမိတဲ့ကျွန်တော်မှာအိမ်ပြန်ရန်သုံးမင်းကားကိုအပြေးအလွှာအာပေါက်အောင်လိုက်ခေါ်နေရတယ်။ဒါကြောင့်မလို့ကျွန်တော်ကျုံးသွားလိုက်မိတယ်။ငါလည်းဘိုးတော်ဖြစ်အောင်လုပ်မယ်ဟေးလို့ပြိတ္တများရှင်။ဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့ဘိုးတော်ကင်းရဲ့ငယ်ဘွားဆိုတဲ့ဇလန်လေးကတော့ဒီညမှာပြီးဆုံးပါပြီ။ဒီဇလန်ရဲ့ကြံရှိနေတဲ့အပိုင်းများကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ဒီကနေ့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။